မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဘေကျင်းနိုင်ကျင်းပသောအစည်းအဝေးပွဲကြီးအတွင်း၌သမ္မတဒေါ်နယ်ထရန့်ကသမ္မတရှီကျင်းဖင်အားလာမည့်စက်တင်ဘာလ24ရက်နေ့တွင်အိမ်ဖြူတော်သို့လာရောက်ရန်အတွက်ပြန်လည်ဖိတ်ကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ကုန်သွယ်ရေးထိုင်ဝမ်နိုင်ငံတို့နဲ့ပတ်သက်လို့အငင်းပွားမှုများရှိနေသေးတော်လဲပဲအမေရိကန်တရုတ်ဆက်ဆံရေးကိုပြည်လည်စေရန်အတွက်ကြိုးပမ်းလှုပ်ဆောင်နေကြောင်းပေါ်လင်းလျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ UK နိုင်ငံတွင်ဂျူးမုန်တီးရဲ့လှုပ်ရှားမှုများဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ Charles ဘုရင်ကြီးကလန်ဒန်မြို့မြောက်ပိုင်းသို့တွားရောက်ခါဂျူးလူမျိုးများနှင့်တွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဂျူးလူမျိုးများနှင့်တကားလည်းရှိကြောင်းဖော်ပြရန်အတွက်ယခုလိုမျိုးတွားရောက်ခဲ့တာဖြစ်ပြီးနေနာသူများကိုကိုကြီးထောက်ပံ့ပေးခဲ့သောအရေးပေါ်လုပ်သားများကိုချီးကျူးစကားပြောကြားခဲ့ကမုန်တီးမှုများနဲ့ပတ်သက်လို့တော့ပြင်းထန်စွာပြစ်တင်ရှုတ်ချခဲ့ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အစ္စရေးနိုင်ငံ၏အမှုထမ်းတစ်ဦးကပါလက်စတိုင်းအကျဉ်းသူတစ်ဦးအားအာဓမပြုကျင့်ခဲ့တဲ့ဆိုတော့ New York Times သတင်းစာ၏သတင်းနဲ့ပတ်သက်လို့အစ္စရေးဝန်ကြီးချုပ်နီတန်ယဟူကတရားစွဲဆိုသွားမည်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုသတင်းစကားမှာအမှန်မဟုတ်ကြောင်းနဲ့အသက်ရည်ပြက်စေကြောင်းနီတန်ယဟူဘက်ကပြောကြားခဲ့ပြီး New York Times သတင်းစာဘက်ကတော့၎င်းတို့၏သတင်းစကားမှန်ကန်ကြောင်းခုခံကာကွယ်ပြောကြားထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အိန္ဒိယနိုင်ငံ၌ကျင်းပသောအစည်းအဝေးပွဲကြီးအတွင်း American နိုင်ငံနဲ့ Israel နိုင်ငံ၏လုပ်ရန်များနှင့်ပတ်သက်ပြီး BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့်ပြစ်တင်ရှုတ်ချမှုပြုလုပ်ကြရန်အတွက်အီရန်နိုင်ငံသားရေးဝန်ကြီးကတိုက်တွန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်အီရန်နိုင်ငံနှင့်ဖြစ်ပွားသောစစ်ပွဲအတွင်းအာရပ်နိုင်ငံများဟာပူးပေါင်းပါဝင်မှုပြုခဲ့တယ်လို့လည်းဆွဆွဲပြောကြားခဲ့ပြီးအစည်းအဝေးပွဲကြီးအတွင်းတင်းမာမှုအခြေအနေများမြင့်တက်လျက်ရှိနေပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့စက်မှုလုပ်ငန်းအသီးသီး၌ AI ကိုရွေးချယ်အသုံးပြုနေကြတော့ညာလည်းပဲ AI ဟာယခုအချိန်ထိတော့အလုပ်သမားများကိုကြီးကြီးမားမားအစားထိုးနိုင်ခြင်းမရှိသေးကြောင်းကနေဒါနိုင်ငံ၏ဗန်ဒါရေးဝန်ကြီးမှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် AI ကိုထုတ်လုပ်မှုများတိုးမြင့်ရန်အတွက်သာလက်ရှိတွင်အသုံးပြုနေကြပြီးအလုပ်ကိုင်များကိုရှော့ပေါ်ရေးအတွက်တော့အသုံးပြုနေခြင်းမရှိကြောင်းအာဏာပိုင်များကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်